ဟေးလူဇော်ကြီးခဏနေအောင်ခမည်းဒီနေ့လဲစရင်နဲ့မှတ်ထားလိုက်အောင်လို့ပြောအောင်မလားဟာကိုစီကလည်းခမည်းဆိုင်က vibe ကကောင်းလုံးလို့ကျွန်တော်ကအားပေးတာလीတငင်ချင်းချင်းချင်းပဲဟာခဏမှတ်ထားလိုက်ပေါ့ခဏမှတ်တာကတလရှိပြီဗျာခမည်းမှတ်ထားတဲ့စရင်စာအုပ်ကအခုဆိုရာဇဝင်ကျမ်းလောက်အထူးကြီးဖြစ်နေပြီ crazy bar life ဆိုလားခမည်းလိုလူမျိုးတွေကိုပြောတာထင်တယ်မဟုတ်ပါဘူးဗျာကျွန်တော်ကခမည်းဆိုင်မှာ relax လုပ်တာပါခမည်းကလည်းပတ်စံအကြောင်းပြောပြီးကျွန်တော် stress တွေကိုပြန်ခေါ်မလာပါနဲ့ကဲပါထားလိုက်ပါတော့ဒါနဲ့ခမည်းမိမဖုံးဆန်တွေက9ခါရှိပြီနော်အဲ့ဒါရော stress မတက်ဘူးလားဟာဟုတ်လားအဲ့ဒါဆို stress မဟုတ်ဘူးဗျာအဲ့ဒါ life risks အသက်အန္တရာယ်ကိုစီဒီနေ့အတွက်ပါစရက်နဲ့ထပ်မလာလိုက်တော့ကျွန်တော်အမြန်ပြေးမဖင်မယ်ထုတ်ချီတင်ပြေးလေတော့ဒီကိုစီကကင်မရာဘတ်လေဒီတွေ့လားဒါကြောင့် crazy bar life ကို subscribe လုပ်ထားကြပါဒီလို crazy moment တွေအများကြီးလာအောင်မလို့ပါ